သူကပထမခေါင်းစဉ်လေးပဲမှတ်လိုက်ဥပါဒကနဲ့ဥပါတိကနော်အဲ့ဒါလေးပဲပြောမယ်အဲ့ဒါလေးကတစ်ခုနောက်ခေါင်းစဉ်တစ်ခုကဥပါဒကဤကိုချင်းသီလနော်နောက်တစ်ခါဥပါဒကဤအသက်မွေးမှုနောက်တစ်ခုကဥပါဒကဤဆုပ်ယုပ်ကြောင်း9မျိုးအဲ့တော့1 2 3 4ခုရှိပြီနောက်5ခုမြောက်ကဥပါဒကဤဂုံ10ပါးနောက်6ခုကပါလဲကွာဥပါဒကအင်္ဂါ5ပါး6မျိုးရှိအဲ့ဒါတရက်ကိုတစ်မျိုးပဲပြောတော့မယ်ပြောပြီးရင်အဲ့ပြောပြီးတဲ့တစ်မျိုးကိုနားလည်အောင်ကြိုးစားပြီးကျင့်နေဆိုတာလဲလူလောကတည်းကလုပ်နေတဲ့အလုပ်တွေကိုပဲပုံစံကွက်ကလေးတွေဝင်ခိုင်းတဲ့သဘောပဲပုံစံမကြတာကိုပုံစံကြအောင်လုပ်လိုက်တာပေါ့နော်မှပုဂ္ဂိုလ်တမီးရဲ့လူကိုခန္ဓာကြီးကဟိုဘိုက်ဘူနံကတင်ကြီးပေါင်တို့အချိုးစားမလှတာတွေကိုလက်ကျင်ကန်လုပ်လိုက်တော့အချိုးစားလေးလှသွားတယ်ရှိပြီးသားကတော့ဒီကိုခန္ဓာကြီးပဲနော်မှဘိုက်ကြီးပူနေရဒါမပူတဲ့နေနေတာဘိုက်ချတော့အောင်ပဲလက်ကျင်ကန်လုပ်တယ်ဟုတ်လားတင်နေရာမှာကျတော့တင်လေးနည်းနည်းမောက်မောက်လေးဖြစ်ရမှာပြချက်ချက်ကြီးဖြစ်အဲ့တော့တင်လေးမောက်အောင်လက်ကျင်ကန်လေးလဲတော့တင်လေးမောက်သွားဟုတ်တယ်မလားပေါင်လေးကလည်းအစီတွေနဲ့များပြီးတင်နေတာကြီးကိုတွေ့လဲရတော့အောင်လက်ကျင်ကန်လေးလဲအဲ့တော့ပေါင်တို့ကိုရီးယားမင်းသမီးလေးလို့ဖြစ်အဲ့လိုကိုယ်ခန္ဓာအချိုးစားလေးငကိုရှိတဲ့ပုံဝင်ကြတဲ့ကိုယ်ခန္ဓာကိုအချိုးစားလေးကြောင်းလက်ကျင်ကန်လေးလှုပ်လိုက်တဲ့ခါကျတော့ပုံစံလေးလှသွားတယ်ဖြောင်းသွားတယ်ဟုတ်လားအဲ့ဒါနဲ့ဥပမာပဲအခုဒီကျင့်စဉ်ကြီးဟာဗုဒ္ဓဘာသာမြတ်စွာဘုရားရဲ့နော်ဘာသာတွေကိုဝင်တဲ့ဗုဒ္ဓဘာသာဝင်တယောက်ဟာအခြေခံဓာရီမရှိဘဲနဲ့ဗုဒ္ဓဘာသာဝင်ယောက်ျားမိန်းမလို့ပြောလို့မရဘူးအပေါ်ရန်တော့ဖြစ်တယ်နင်ဘီလူတို့သူကဗုဒ္ဓဘာသာကိုယ်ွယ်တာဘာဖြစ်တယ်ကံကဘာလုံုံနဲ့တရားတန်ခါကြီးညူတယ်အဲ့လိုပေါ့တန်တန်လေးနဲ့တတ်မှတ်လို့မရဘူးအဲ့ဒါလူလောကကအခုလူတွေတော်တော်များများအဲ့ဒါနဲ့တတ်မှတ်ပြီးတော့ငါတို့ကဗုဒ္ဓဘာသာငါတို့ဗုဒ္ဓဘာသာမြတ်တယ်ပြုရပါညာဆိုတာအဲ့လောက်ထိမပေါ့ပါတွေးလို့မရဘူးအဲ့ဒါဘာလဲဆိုအဆုံးမပုံမြက်ပန်းပြက်ဝါနေတဲ့မိန်းမတယောက်နဲ့နော်အဲ့ဒါကိုလေ့ကျင့်ခန်းလေးလွှတ်လိုက်တော့အချိုးစားလေးလှပသွားဆိုလေ့ကျင့်ခန်းဆိုတာဒီတရားလေးကိုကျင့်ကြံလိုက်တဲ့အခါကျတော့အချိုးစားလှပတဲ့မြင်ကလေးဖြစ်သွားတယ်လို့ပဲဗုဒ္ဓဘာသာဝင်စစ်ဖြစ်သွားပြီဖြစ်တော့အခုအဖေဝင်ပေါက်အနေနဲ့ဥပါဒကနဲ့ဥပါတိကဆိုတဲ့အရာကနေစပြီးအခု6ခုလုံးကိုတမီးတို့လိုက်ကျင့်သုံးနိုင်ရင်ဒီတဘောရတဲ့မဟုတ်ဘဝစက်တိုင်းကအဆင့်တန်းမြင့်မြင့်နဲ့နေရတဲ့ဘဝအပေလေးပုံမကြတော့နေရတွေ့စံပိတ်တာသူတို့ကမဖြစ်တော့လူဘုံနဲ့လို့ပြောနောက်ဆုံးจิตတောင်းဝင်နဲ့ဟလာနိဗ္ဗာန်ကိုရောက်သွားတဲ့အဆင့်ထိအဆင့်မြင့်မြင့်နဲ့တက်တန်းပြီးတော့ပျော်ပျော်ချင်းချမ်းသာနဲ့ရောက်သွားမယ်လမ်းကြောင်းအဲ့ဒါမြတ်စွာဘုရားဟောတဲ့တရားဗုဒ္ဓဘာသာရဲ့ဒီတရားဒါတောင်တရားမဟုတ်သေးဘူးတရားကျင့်မဲ့ယောက်ျားမိန်းမဒီမှာရှိရမယ့်အရည်ရှင်းတွေကိုပေါ်ပြထားတာ